တခုနှစ်ခုငါမမောရဘူးချန်ပီယံဖြစ်ဖို့ဆိုတာအခုကတည်းကစူးစမ်းမှရမှာ မင်းကငါ့ထက်ကြီးပေမဲ့ငါရဲ့အရှိန်နဲ့နီးစနစ်ကိုတော့မမီနိုင်ပါဘူးလာစမ်းပါ Tiny Ant Mia defeats another giant ant with 5 punches. နိုင်ပြီဒါဟာငါရဲ့စူးစမ်းမှုရဲ့ရလေပဲအားလုံးကိုကျေးဇူးတင်ပါတယ်လဲကျသွားပြီဒါပေမဲ့ဒါကအဆုံးသတ်မဟုတ်ဘူးပြန်ထားမှဖြစ်မယ်ငါတို့လောက်ရနိုင်တယ်ပန်းနိုင်ကမဝေးတော့ဘူးအစွမ်းကုန်ညှစ်လိုက်တော့နိုင်ပြီနိုင်ပြီနောက်ဆုံးအထိဇွဲရှိရင်အောင်ဝဲကငါတို့အတွက်ပဲဒီတရွက်ကတော့အကောင်းဆုံးပဲကဲရေလိုင်းတွေပေါ်မှာပျော်ပျော်ကြီးကစားကြတာပေါ့ဟူးဟူးညံလာကြည်လားဟိုဘက်ကကြောက်ခဲကိုရှောင်မကွေးလိုက်ပြီအရန်ပျော်ဖို့ကောင်းတာပဲနောက်တစ်ခါငါတငယ်ချင်းတွေကိုပါခေါ်လာခဲ့ဦးမယ်